အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ My Medicine ကဆေးဝါးပညာရှင်စောယူရနေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Aesthetic Physician အလှပရေးရဆရာဝန်ဒေါက်တာဂျန်နီဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့လူသုံးများတဲ့ skincare ingredient တွေကိုတစ်ကနေ30အထိ fat ပေါ်အခြေခံပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် height ပေါ်မှာအခြေခံတာမဟုတ်ဘဲနဲ့ fat ပေါ်မှာအခြေခံပြီးတော့မှပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ခုကတော့ ceramide ceramide ဆိုရင်တော့အမှားအနေနဲ့ကတော့ rating အနေနဲ့7 out of 10ပေးချင်ပါတယ် ceramide ကအဓိကတော့ skin barrier တွေကိုသူကပြုပြင်ပြောင်းလဲပေးရပေါ့နော်ပြန်လဲကောင်းမွန်စေရပြီးလို့ရှိရင်သူကရေဓာတ်ကိုဖြည့်ဆည်းပေးရsensitive and dry flaky skin ကိုအဓိကသုံးနေပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့သူကအဓိကကတော့ ceramide ကover လိမ့်မိတာမျိုးလို့တုံးမိတာမျိုးလို့ရှိရင်တော့သူက comedogenic ဖြစ်တဲ့အတွက်ကြောင့်မလို့ balance လေးတုံးတင်တယ် uses in balance ပေါ့နော်အဲ့ဆိုရင်ညီမလေးအနေနဲ့ရော rating ဘယ်လောက်ပေးချင်လဲညီမဆိုရင်တော့10 out of 10ပေါ့နော်ခုနကအမပြောရသလိုပဲceramide ကဆိုရင် skin barrier ကိုလည်းပြန်လည်ပြုပြင်ပေးတယ်နောက်အသားခြောက်တဲ့လူတွေနဲ့ sensitive သမားတွေလည်းသုံးလို့ရတယ်ပေါ့နော်အသားရည်နှီးပါတဲ့လူတိုင်းတဲ့ဆိုတော့10 out of 10ပေးချင်ပါတယ်နောက်တစ်ခုအနေနဲ့ hyaluronic acid ဆိုရင် rating ဘယ်လောက်ပေးချင်လဲhyaluronic acid ဆိုရင်တော့ညီမက8 out of 10ပေါ့နော်သူက hydration အတွက်ကောင်းတယ်ဒါပေမဲ့သူကမျက်နှာစိုနေတဲ့အချိန်မှာသုံးမှအကျိုးရှိတာပေါ့နော်အဲ့တော့တော်တော်များများကတော့အသုံးပြုပုံလေးကမှားနေကြတယ်ပေါ့နော်အဲကြောင့်မလို့8 out of 10ပေးချင်ပါတယ်အမဆိုရင်ရောအမကကျတော့ hyaluronic acid ဆိုရင်တော့9 out of 10ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ hyaluronic acid ကသူက humectant ဖြစ်တဲ့အတွက်ကြောင့်မလို့ moisture ကိုအစတစ်ထောင်ဆွဲပေးတဲ့အတွက်ကြောင့်မလို့သူကဆူဆူပြပြဖြစ်စေရယ် fine line စီကိုလည်းတက်တာစေရယ်သူက all skin type မှာလည်းသုံးလို့ရတယ်ပေါ့နော် sensitive skin dry skin oily skin မှာသုံးလို့ရတယ်နောက်တစ်ချက်ကသူက pores ပေါ့နော်ချွေးပေါင်ကိုလုံးဝမပိတ်စေပါဘူးရှင်နောက်ထပ် ingredient ကတော့အမ niacinamide niacinamide ဆိုရင်တော့အမအရင်ကြိုက်တယ်ပေါ့နော်9 out of 10ပေးချင်ပါတယ်သူကတော့အဓိကကတော့သူက dark spot ပေါ့နော်အမဲဆက်ကိုလည်းပဲညှို့နေစေရပြီးလို့ရှိရင်တော့သူကmultitasking ဟိုက effect လေးရှိရပေါ့နော် anti inflammation effect လေးရှိရတဲ့အတွက်ကြောင့်မလို့ဝက်ချန်တမားလေးလည်းတုံးလို့ရတယ်ပေါ့နော်ညီမလေးဆိုရင်ရောညီမလည်း niacinamide ကြိုက်တယ်ဆိုတော့9 out of 10ပဲဟုတ်သူကခုနအမပြောသလိုပဲအစီပြန်တာလည်းရော့တယ်ပိုးတွေလည်းသေးစေပြီးတော့အမဲဆက်တွေကိုလည်းရော့နေစေရဒါပေမဲ့သူက concentration များရင်တော့irritation ဖြစ်စေရနော်မဟုတ်တယ် concentration ကကြတော့ beginner level အနေနဲ့ဆိုရင်တော့2 to 5% လောက်ပဲတုံးတင်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ပေါ့နော် sin outside ဆိုရင်ညီမလေး rating ဘယ်လောက်ပေးချင်လဲဟုတ် sin outside ဆိုရင်တော့ညီမလေးသဘောကျရဆိုတော့10 out of 10ပေါ့နော်သူက mineral sun cream ဖြစ်တယ်နောက် UV ray တွေကိုလည်းကာကွယ်ပေးတယ်နောက် sensitive skin တွေမှာလည်းသုံးလို့ရတယ်ပေါ့နော်လုံးဝအသားရည် body cap ပဲဆိုတော့ညီမဆိုရင်ရောမဆိုရင်10 out of 10ပေါ့နော်။ဘာကြောင့်လဲဆိုတော့ sin outside မှာဆိုရင်တော့သူကအဲ့ဒီ ingredient ကကျတော့ sun cream မှာလည်းပါဝင်တယ်။ပြီးလို့ရှိရင်တော့ diaper rash cream ပေါ့နော်။ခလေးမှာလို့ရှိရင်တော့ diaper rash ဖြစ်တဲ့အဲ့ cream မှာလည်းပါဝင်တယ်။ပြီးလို့ရှိရင် glamine lotion မှာလည်းပါတယ်။နောက်တစ်ခုအနေနဲ့ကကျတော့သူကတော့ UVA UVB ကိုလည်းကာကွယ်ပေးရပေါ့နော်။ physical minerals sun cream မှာလည်းပါတဲ့အတွက်ကြောင့်မလို့10 out of 10ပေးချင်ပါတယ်။ဟုတ်မှာနောက်ဆုံးကတော့အခုခေတ်စားနေတဲ့ PDRN PDRN အခုအရန်ကိုခက်စားနေရပေါ့နော်အဓိကတော့ Korea skincare ingredient မှာတော်တော်များများပါလာတာတွေ့ရတယ်ပေါ့နော်ဟုတ်တယ်နော် Korea ဘက်ကတော်တော်သုံးနေအဲ့ဒါဟုတ်တယ်အရန်ကိုသုံးကြတာပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့သူက polydeoxyribonucleotide ဖြစ်တယ်ပေါ့နော်သူကတော့အဓိကတော့ဘာအကျိုးအနိသင်ရှိရလဲဆိုတော့ anti aging effect ရှိရယ်ပြီးရင် skin barrier လည်းကောင်းစေရယ် hydration effect ရှိရယ်ခုဒီနောက်ပိုင်းလို့ရှင် regenerative medicine မှာတော်တော်လေးသုံးလာတာတွေ့ရတယ်ဒါပေမဲ့အမအနေနဲ့ကတော့ rating ဆိုရင်တော့ topical ပေါ့နော် lane နဲ့ဆိုရင်တော့5 out of 10ပဲပေးချင်တယ်injection ကပိုပြီးထိရောက်တယ်ပေါ့နော် injection ဆေးထိုးရလို့ရှင်တော့သူ့ကိုတော့10 out of 10ပေးချင်တယ်တော်တော်လေးကောင်းတဲ့ product ဖြစ်ပါတယ်ညီမလေးဆိုရင်ဟုတ်ညီမလည်း topical ပဲဆက်မှုတာဆိုတော့လေလုံးဝ5 out of 10ပဲပေါ့နော်သူကဟုတ်တယ်အမပြောသလိုပဲနောက်ပိုင်းဒီskin barrier ကောင်းတာနဲ့ regenerative ဖြစ်တာမှာနာမည်ကြီးလာတယ်ပေါ့နော်ကောင်းတော့ကောင်းတယ်ဒါပေမဲ့မရှိမဖြစ်တော့မလို့သေးဘူးလားလို့လေ topical ကတော့တိတ်ပြီးတော့ effective မဖြစ်သေးဘူးလို့ထင်လို့ဟုတ်တယ်အကြောင်းမို့5 out of 10ပေါ့နော်သူကတော့ injection ကတော့ပို့ပြီးတော့မှ effective ဖြစ်တာတွေ့ရတယ်ပို့ပြီးတော့မှ injection ထိုးလိုက်လို့ရှင်ပို့ပြီး absorb ဖြစ်တာပေါ့ဟုတ်ဟုတ်ကဲ့ဒီနေ့ကျမတို့ကတော့လူသုံးများနေတဲ့ skincare ingredient တွေကို rating လေးပေးသွားတာဖြစ်ပါတယ် skincare ingredient ကိုရွေးချယ်ရမှာကိုယ့်ရဲ့ skin type ပေါ်မှာမူတည်ပြီးတော့တေချာလေးရွေးချယ်ဖို့အကြံပြုချင်ပါတယ်
ဟုတ်ပါတယ်ညီမလေးပြောမှန်ပါတယ်ကိုလိုချင်တဲ့ result ပေါ်မှာမူတည်ပြီးတော့မှကိုရဲ့ skin type ပေါ်မှာမူတည်ပြီးတော့မှ skin care ingredient လေးကိုတေချာရွေးချယ်လို့ရှိရင်ကိုလိုချင်တဲ့ရလဒ်ကိုအကောင်းဆုံးရမှာပါအားလုံးပဲလှပကျန်းမာမြင့်ပြကြပါစေ